အားလုံးပဲမင်္ဂလာပါ Laney Ice YouTube Channel နေပြီးတော့ကြိုဆိုလိုက်ပါတယ်ခုဗီဒီယိုမှာဆိုလို့ရှိရင်အရင်ဗီဒီယိုတော့ကအစမ်းလုံးပြန်သွားတဲ့ Blend Circuit အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့က Arduino Code ရဲ့အကြောင်းလေ့လာဖို့လိုအပ်ပါတယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်ဒီ Arduino Code အကြောင်းကိုအကြမ်းဖျင်းအနေနဲ့ပဲပြပြသွားမှာပါနောက်ဗီဒီယိုတွေလာလို့ရှိရင်ဒီ Arduino Code အကြောင်းကိုအသေးစိတ်ပြန်ပြီးတော့ရှင်းပြပေးပါမယ် Arduino Code တစ်ခုမှာဆိုလို့ရှိရင်အဓိကအားဖြင့်fashion တစ်ခုရှိပါတယ် void set fashion နဲ့void loop fashion ဆိုပြီးတော့ရှိပါတယ် void set fashion မှာဆိုလို့ရှိရင်ကျွန်တော်တို့အလုပ်လုပ်စီချင်တဲ့ဒီပစ္စည်းပေါ့နော်hardware တွေရဲ့mode ကိုတည်တာပါဥပမာတွေ့ရလို့ရှိရင် LED ဆိုလို့ရှိရင် output hardware ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ output ဖြစ်တဲ့အကြောင်းမဟုတ်ဘဲနဲ့ motion sensor ဆိုလို့ရှိရင် input hardware ဖြစ်တဲ့အတွက်ကြောင့်မလို့သူက input ဖြစ်ကြောင်းတည်တာပါပင်မှုရေးတဲ့ပုံစံကဒီပင်မှုရဲ့ခွေးထဲမှာဆိုလို့ရှိရင်ကွန်မာခိုင်ပြီးတော့ပိန်နဲ့အမှုနဲ့ကိုခွဲပြီးတော့ရေးထားတာပါပိန်ဆိုတာကျတော့ကျွန်တော်တို့အလုပ်လုပ်စီချင်တဲ့ hardware ကို Arduino board နဲ့ဆက်သွယ်ထားတဲ့ပေပါ mode ဆိုတာကျတော့ဒီ output လား input လားဆိုတာကိုသတ်မှတ်ပေးတာပါဥပမာဒီကုန်းမှာဆိုလို့ရှိရင် LED ပိန်က output ပိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ mode ကို output ထားတာပါဒီအရှိမကွန်မာရဲ့အရှိမရှိတဲ့ LED base in ဆိုတဲ့စာလုံးလေးကတော့ Arduino board မှာပါတဲ့base LED ကိုဆိုလိုတာပါပြီးလို့ရှိရင် loop function မှာဆိုလို့ရှိရင်ကျွန်တော်တို့အလုပ်လုပ်စီချင်တဲ့ program ကိုအဓိကရေးတာပါ loop ဆိုတဲ့အတိုင်းပဲဒီ function ကထပ်ခါအလုပ်လုပ်နေမှာပါကျွန်တော်တို့ဒီကုန်းမှာပါတဲ့ digital write ဆိုတဲ့အကြောင်းက digital ပိန်တွေကိုအလုပ်ခိုင်းစေတဲ့အခါမှာသုံးတာပါဒီတဲ့ပုံစံက digital write grade ထဲမှာပိန်နဲ့ value ပါပိန်ဆိုတာကျတော့ကျွန်တော်ခဏတော့ပြောထားတဲ့အတိုင်းပဲဒီ hardware ကို Arduino board နဲ့ဆက်သွယ်ထားတဲ့ပေပါ value ဆိုတဲ့နေရာမှာကျတော့ဒီကျွန်တော်တို့အလုပ်လုပ်ရေးချင်တဲ့တက်ဖို့ပေါ့နော်ဥပမာ LED မှာဆိုလို့ရှိရင် high နဲ့ low နဲ့ရှိမယ်အဲ့လိုမျိုးပါဒီကုန်းမှာဆိုလို့ရှိရင်ပထမအကြောင်းက digital write ပြောရလို့ရှိရင်ပိန်နဲ့ value နေရာမှာ high ဆိုပြီးတော့ထားတယ်ဒီအကြောင်းက LED ပိန်ကိုမီးလင်းဖို့အတွက်ခိုင်းစေတဲ့အကြောင်းပါဒီအောက်မှာရှိတဲ့ digital write ဒီ LED base in, low ဆိုတာကြတော့ LED ကိုမီးမလင်းဖို့ခိုင်းစေတဲ့အကြောင်းပါပြီးတော့အလယ်မှာပါတဲ့ဒီ delay ဆိုတာကြတော့ကြာချေကိုတတ်မှတ်တဲ့အကြောင်းပါရေးတဲ့ပုံစံက delay နဲ့ grade ထဲမှာ millisecond ကိုရေးတာပါဒီကုန်းမှာဆိုလို့ရှိရင်1000 millisecond ဆိုပြီးတော့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့1000 millisecond က1 second နဲ့ညီပါတယ်ဒီ byte loop အလုပ်လုပ်ပုံကပထမဆုံးအနေနဲ့ digital write LED base in, high ဆိုတာကျတော့ LED ကိုလင်းမယ် delay 1000ဆိုတာကျတော့တစ်စိတ်ကန်းကြအောင်လင်းမယ် digital write LED base in, low ဆိုတာကျတော့ LED ပိန်ကိုမိတ်မယ် delay 1000ဆိုတာကျတော့တစ်စိတ်ကန်းမိတ်မယ်အဲ့တော့ဒီကုန်းရဲ့အလုပ်လုပ်ပုံကတစ်စိတ်ကန်းမီးလင်းမယ်တစ်စိတ်ကန်းမိတ်မယ်ဆိုတဲ့သဘောပါဒီဗီဒီယိုမှာကျတော့ကျွန်တော်အနေနဲ့အရင်ဗီဒီယိုကစမ်းပြသွားတဲ့ဒီ Blend Circuit မှာပါတဲ့ code တွေကိုရှင်းပြထားတာပါ Arduino code ကဒီထက်အများကြီးရှိပါသေးတယ်နောက်ဗီဒီယိုမှာဆိုလို့ရှိရင် Arduino code ရေးတဲ့အခါမှာသုံးတဲ့ဒီ C++ programming အကြောင်းကိုရှင်းပြပေးသွားမှာပါ C++ programming အကြောင်းကဗီဒီယိုကနည်းနည်းတော့များပါလိမ့်မယ်ပြီးတော့မှဒီ programming အတွက်ဗီဒီယိုပြီးတော့မှ Arduino နဲ့ connect တဲ့ဗီဒီယိုတွေကိုဆက်ပြီးတော့တွေ့ပါဖို့ရှိပါတယ်ဒီဗီဒီယိုမှာပါတဲ့ code ကိုနားမလည်လို့ရှိရင်နောက်လာမယ့် tutorial တွေကိုဆက်ပြီးတော့လေ့လာနိုင်မယ်ဆိုလို့ရှိရင်ဖြည်းဖြည်းချင်းနားလည်ပါပါလိမ့်မယ်